ပထမဆုံးကတော့တူနိုင်ဆုံးလေးပါတယ်။သူကကျတော့သူ့ထဲမှာ alpha arbutin နဲ့ vitamin B3 ပါတယ်။မျက်နှာမှာရှိတဲ့အမေဆက်တွေဝက်ချက်နေစာဝက်ချက်နေဒါတွေကစပြီးပျောက်စီရေပေါ့နော်။ပြီးတော့မျက်နှာသားကြီး collagen ထုတ်လုပ်မှုကိုကောင်းစီတော့အသားရည်မှာအရေးအကြောင်းထွက်တာတွေအရော့တွဲတာတွေကဆိုတော့တက်တာစီရေ။သူ brightening toner ဆိုတော့အသားရည်ကိုလိမ့်လိုက်တာနဲ့လိုလင်းလေးလေးဖြစ်သွားတယ်။ဗာလင်းလေး level လေးကိုပါလိမ့်ရတယ်နော်။အသားရည်ကိုတင်းရင်းစီရဲ့HYE serum လေးပါမယ်။hyaluronic acid ကကျတော့အားလုံးသိကြမယ်ထင်တယ်။အသားရည်အတွက်ကိုတကယ်ကောင်းတော့ပေါ့နော်။သူကကျတော့အသားရည်ကိုတင်းရင်းစေတာအရေးတောင်းတွေကိုပြောက်စီတယ်ပြီးတော့မင်းဆက်တွေအမာရွတ်တရားဆိုင်တော့တက်တာစီတယ်။ collagen ထုတ်လုပ်မှုနှုန်းတွေအရေးအကြောင်းဖြစ်ပေါ်မှုတွေကိုလည်းသူကတက်တာစီနိုင်တဲ့အပြင်ကိုအမင်းဆက်နဲ့မျက်နှာအသားရည်မညီညာတာအသားရည်ကွက်တာဒါတွေကဆိုင်တော့တက်တာစီတယ်။hyaluronic acid ပါတဲ့ HYE serum မျိုးကိုကျွန်တော်မိတ်လိုက်တာပေါ့နော်။တိုင်းလေးကတင်းပြီးတော့ကြည်ပြောင်းသွားမင်းပါလေ။ငါရှိတဲ့ပြေးမွေချလေးပါမယ်။အခုတော့ရာသီကိုအရန်ပူနေတဲ့အခါကျတော့ကြည်လေးကိုလေးလိုက်မယ်။ဝန်ချားလည်းမခုနေလေးရမယ်။အချင်းမှာပါတယ်သူကလည်းအသားရည်ကိုရေးတဲ့ပြေးတာဆိုဝချက်သမားတွေဆိုလို့ရှိရင်ပို့ပြီးတော့လိမ့်တင်တယ်။ဝချက်သမားတွေကအသားရည်ဝန်ချာတဲ့ချိုးတဲ့ပြီးတော့အသားရည်ကို6ဝင်ပို့ပြီးတော့ဝချက်ထွက်နေပြီးများနေပေါ့။ပြင်ရန်လေးလိမ့်မယ်။ကုန်တော့မယ်။ကဲဒါတော့ night cream ပြင်လေးပြင်ပြီးတော့ပါပြီဒီမြန်ကြတော့သူကအသားရည်တွေကိုစိတ်ဝင်မြန်းတယ်အသားရည်6တဲ့သူတွေဆိုရင်ပို့ပြီးတော့လည်းရတာအဆင်ပြေတယ်ကဲဒီမှာ premium လိမ့်ပြရတယ်မျက်နှာသားရလုံးဝကြည်တောက်ရှင်မနေ့ကဆိုလို့ရှိရင်အဲ့အထားလိုက်တာလည်းမျက်နှာတရားလေးနုဖတ်ပြီးတော့လေတနေ့ကဘာလေး self cream လေး makeup လေးဘာပဲလေးအသားရည်လေးကကြည်ရင်ပြီးတော့လှနေရ glow နေရပေါ့နော်ဒါတနေ့ကကျမတို့ကမျက်နှာမှာဖုံလေးရှိပဲအညီကြီးတွေရှိရဲပြီးတော့နေလောင်တာတွေရှိရဲကိုသားရည်လေနေတန်းတွေကိုတော်လေးခံထားရတာအခုလိုအချိန်မျိုးညာဘက်ကနားတော့မယ်အိတ်ဆက်တော့မယ်အချိန်မျိုးပါဆိုလို့ရှိရင်ဒီလိုအသားရည်လေးကို skin care ပေးခြင်းအပြင်အသားရည်အိုမင်းရောတာတွေကိုလည်းတော်လေးရှော့ချပေးနိုင်ပြီးတော့အသားရည်ကတင်းရင်းစေတယ်ရှိရင်ဆိုအသက်ထက်ကိုပို့ပြီးနှုတ်ပြိုးစေရပေါ့နော်